ကိုကြီးပေါက်မနီစမကလာဆောက်ဆရာလေးများဆိုင်ရလေးပြန်လဲတူတူလိုက်ပါတယ်ရှင်ဒီနေ့ကတော့မနီကဘာလေးရောက်မလဲဆိုလို့ရှိရင်ဒီမှာမုံလက်ကောက်ရောက်မှာဖြစ်ပါတယ်ရှင်ခညက်ရည်လေးအစင်းလေးကြိုပြီးသွားပြီမုံလက်ကောက်ကလည်းကြော်ရုံပဲဆိုတော့ဆိုင်လေးဖွင့်ပါပြီရှင်မာယူအပေးခြင်းနဲ့အတူမှများမစင်တာမှာပဲဖြစ်ဖြစ်ဆိုင်မှာဖြစ်လာရောက်မာယူအပေးနိုင်ပါတယ်ရှင်ကဲဘယ်လိုလေးကြော်မလဲဆိုတာဆက်ကြည့်ထားပါအောင်နော်ဒီဖြစ်လိုက်မယ်အစင်းလေးဖြစ်ပြီဆိုတော့ဒီရပြီကိုကလေဒီမုံလက်ကောက်ကြော်တာရဲ့ပြုတ်ဝက်ချက်ရှိတယ်မုံလက်ကောက်ကကြော်ရတာအရန်လွယ်ပေါ့နော်အရန်လွယ်လုံးအာတီးသွားရင်ဘာဖြစ်လဲဆိုတော့သူကမုံလက်ကောက်တွေကိုလွယ်လွယ်ကူကူမြင်မြန်ဆန်ဆန်ကြော်လို့ရတယ်ကောင်းကြီးမုံနဲ့စံမုံနဲ့ကိုစားလေးနည်းနည်းထည့်ပြီးတော့မှရေလေးနည်းနည်းထည့်ပြီးတော့မှပေါ့နော်ဒီလိုမျိုးလေးနည်းထားလိုက်အောင်ပဲပေါ့နော်နည်းထားလိုက်ပြီးသွားလို့ရှိရင်ဦးရဲထည့်ပြီးကြော်လိုက်တာဆိုတော့အရန်ကိုလွယ်တယ်ဒါပေမဲ့သူ့မှာလျှို့ဝှက်ချက်ရှိပါတယ်ရှင်အဲ့လိုမျိုးဦးရဲထည့်ပြီးကြော်တဲ့အခါမှာမီးအရန်ပြင်းတဲ့ခါကြလို့ရှိရင်မုံလက်ကောက်ကဖောင်းနဲ့အဲ့လိုမျိုးပေါက်ပြီးတော့မှစီရီစင်တာပေါ့နော်စီရီကအရန်ပူပါတယ်ဒါကြောင့်မို့လို့သူကဘယ်လိုကြော်ရမလဲဆိုလို့ရှိရင်တော့မုံလက်ကောက်ကြော်မယ်ဆိုလို့ရှိရင်လုံးဝမီးကိုအခေးဆုံးပေါ့နော်အနှိမ့်ဆုံးမှာထားမီးအေးလေးနဲ့ကြော်ပါမယ်ရှင်ကဲအဲ့ဆိုကြော်မယ်နော်လက်ကောက်လေးလုပ်လိုက်အောင်မယ်အရန်ကြိုက်တယ်မစားပြစ်တာကြာပြီကိုဗစ်တုန်းကဆိုရင်တော့ခဏခဏကြုံစားပြစ်တယ်ပေါ့နော်အခုကကြတော့အိမ်မှာကောင်းရင်းဆိုတော့လေမတည့်တဲ့လူများတော့စိတ်မကြော်ပြစ်ဘူးပေါ့အခုကတော့မုံလက်စွတ်ကြော်မှာဖြစ်ပါတယ်တေးသေးလေးပေါ့နော်ထည့်လိုက်မယ်မီးဖွင့်ပြီးသွားပြီဆိုတော့အကြီးကြစားရတာအစင်မပြေမှာဆိုလို့လက်ကောက်လေးလက်စွပ်လေးကြော်မယ်ပေါ့နော်အနေတော်လေးတွေဒီလိုလေးလိမ့်လိုက်မယ်ပြီးသွားလို့ရှိရင်နှစ်ခုဆက်လိုက်မယ်ပြီးသွားရင်ဦးရဲထည့်လိုက်ပါမယ်ဒါပါပဲရှင်အနေတော်လေးတွေပေါ့နော်တစ်ခါစားစာလေးတွေပေါ့ဟိုလိုမျိုးအရင်တုန်းကလိုဆိုင်အောင်ဖြစ်ကုန်ပါပြီဈေးတယ်တွေကြတော့အကြီးတွေကြော်ပြီးတော့မှရောင်းတာလေသူတို့ကကြတော့ရောင်းတန်းဆိုတော့မနီတို့ကကြအိမ်မှာစားတာဆိုsorry ဟိုပါပေါ့ထူးဆန်းလေးဖြစ်သွားအောင်လို့ပေါ့နော်အဲ့တော့မုံလက်စွတ်ကြော်ပါမယ်ရှင်မုံလက်ကောက်မုံလက်စွတ်ပါရှင်ချစ်စရာလေးဒီတော့လေးကဲထည့်ပါပြီရှင်ကဲကြော်နေပါပြီရှင်အာယူအပေးနိုင်ပါတယ်ရှင်ခညက်ရလဲကိုယ်တိုင်ကြိုပဲနော်ကိုစာမကလိုက်တီမှာဆိုလို့တိတ်ကလေးဒီနေ့တိတ်ကလေးလာဖွင့်တာဘာလို့လဲဆိုတော့သူကသူ့အိမ်မှာမစားမတော့ရတဲ့များကိုဘယ်နည်းဈေးထွက်မလဲဆိုတာပဲချောင်းနေတော့ဒီနေ့ကကိုဘက်ဆိုင်မှာအိမ်ဆိုင်မှာတော့ဖွင့်ပြီးတော့ဒါလေးကိုတိုးတိတ်မလေးချိန်မိုင်းလေးလာထွက်တာပတ်စရတင်တယ်လေအိမ်ဆိုင်လေးရောင်းတင်တယ်အစားတောက်ဆိုင်လေးရောင်းတင်တယ်အဲ့လိုလေးဖြစ်နေတာအားကြောင့်ကိုစာမကလိုက်မသိအောင်လို့လာပြီးတော့ထွက်တာဒါပေမဲ့လေပြောလို့ပြောတာသူမဝင်ကိုမှလည်းဝင်မဲ့သူကဈေးဝယ်ရ online ကလူတွေပဲအားပေးကြတာဆိုတော့လေဘယ်လိုပဲဖြစ်ဖြစ်ဈေးလေးထွက်လိုက်မယ်ပေါ့နော်ဒီမှာရနေပြီမုံလက်စွပ်လေးတွေရပါပြီရှင်မုံလက်စွပ်လေးတွေရပါပြီရှင်ရှယ်ပဲမုံလက်စွပ်လေးတွေရပြီရှင်ဒီဆိုင်ကအမေဒီဆိုင်တော့ဟေးမလေးပြောလိုက်တာတူရဲ့တော်ဆိုင်လာတယ်ပေါ့ဘယ်လိုသိလဲမသိသေးရလားဟိုပုဂ္ဂိုလ်သမားကလားပြင်လိုက်တာလေညီုံမဲ့ပါလဲဟိုဆိုင်ကမဖွင့်ဘူးအင်ကြီးဆိုင်ကမဖွင့်ဘူးအဲ့ဒီဆိုင်ကဖွင့်ထားတယ်အမေဝင်မကြည့်ခဲ့လို့ဒီကနေပြီးတော့မှ AI နဲ့လမ်းဖွင့်တာအမေကလည်းဟိုဆိုင်ကပိတ်ထားတယ်လေမဟုတ်ဘူးတကားအမှန်တကား showroom ဆိုတော့ခိုင်အမေကပိတ်တယ်လို့ထင်ကြမပိတ်ဘူးဖွင့်ထားခဲ့တယ်အခုဈေးဝယ်လာနေအဲ့ဆိုင်ကိုရှုပ်ဆိုသွားမှာလောလောဆယ် AI ကိုစောက်ခိုင်းထားခဲ့တယ်AI ကိုစောက်ခိုင်းတာနောက်ပိုင်း AI နဲ့ဈေးရောက်တာပေါ့ဟုတ်တယ်အမေကလည်း AI ဖြစ်ပါစမှာအဲ့ဆိုင်ပိတ်လို့ရှိရင်လည်းအစမပြေဘူးခောက်တယ်လေးပြတ်သွားမှာဆိုလို့ဒါကကြတော့လေဟိုကလေးနဲ့ကိုစားခြင်းလို့နေ့လေစားပြေးလေးလမ်းသွားလမ်းလာဖြတ်သွားဖြတ်လာလေးလာဝယ်စားလို့ရှိရင်လည်းဒီမိုးလေးပါလေရဆိုပြီးမှလက်ထက်တာအဲ့လိုမျိုးကဘာလဲမပေးကြဘူးမဟုတ်ပါဘူးမေမုံလက်စော
哦，冇得说。没地了啦。对啊，我冇得搞过，弟弟啊，冇得说。收到看米哒。那冇得说，没地方喂，你啊，我们进来就哦，曼里我们嘛白叫你啦咯。嘛白叫冇不味。鸡水话你杀啦，所以就对啦你，对啦你讲啥子啦？鸡生比较少，对你讲啥子啦？哦，我比你养哪啦？没送养哇，东东嘢送养嚟လေ。哦。我比你养呢，嘛原女仔你嚟ရတယ်，ကြော်လေးနဲ့ထိုင်ဆိုင်နဲ့ဒါလေးကကြတော့ဈေးဥပောက်ပြီခုမှထွက်တာခုမှထွက်တာတကယ်နဲ့ကြော်ပြီးလို့ရောင်းပြီးပြီဆိုတာနဲ့အမြဲရပြီဆိုရင်ဘဝဆိုင်ပြန်သွားဘဝဆိုင်ဘဝကူလိုက်တန်းလိုက်ကူလိုက်တန်းလိုက်မေးမလေးညီတို့လေစီးပွားရေးကိုတောင်းကျမ်းနေနော်စီးပွားရေးမတောင်းကျမ်းလို့မရဘူးမေကာလဒီကာလဘာကာလမေးသိတယ်မလားတောင်းကျမ်းကာလဖြစ်တဲ့အတွက်ကြောင့်မို့စောက်ဝတ်တော့မနေရုံများကုန်စင်းတော့တေးအောင်ကိုတက်တာဒီယောက်ျားကိုခိုင်းလေသိတဲ့အတိုင်းပဲသူကလည်းကော်ဆန်းလေကော်ဆန်းဆိုတော့အမေရဲ့သူကလည်းအလုပ်လုပ်တယ်မတူပါဘူးဒီမှာလက်ကဒါလေးလေးလူလည်းခိုင်းတာပဲလားဟိုကနော်စင်မယ်နော်မီးရလားမသိဘူးမင်းကအလားပြတ်မှာကြောက်နေလို့ရှင်းနေတိုးပါမတိုးနိုင်ပါဘူးမလေးပါနေလိုက်တာတော့ဒါဘယ်ကနေပြန်လာလို့ပြောပါဘယ်ကမှပြန်မလာဘူးလေအဲ့ဒါဒီနေ့သတင်းရေးနေရင်ကနေမှဒီတပတ်အတွက်လေဒီတပတ်အတွက်သတင်းတွေလိုက်စုရေးနေရင်ကနေမှခေါင်းတွေလဲနောက်လာလို့ဝေးအဲ့ဒါနဲ့ကဲညီးဆိုင်ကိုအင်းကြီးလေးပါလေးများကြောက်လဲသွားပြီးတော့မှွေနှောက်အောင်မယ်ဆိုပြီးညီးဆိုင်ကိုသွားတာအင်းကြီးဆိုင်ကလားအတင်းလာပြောတာလားမေမဟုတ်ပါဘူးသတင်းလာပြောတာလားမေရေဩသတင်းရောအတင်းရောအစုံပေါ့ရေအဲ့ဒါနဲ့ညီးဆိုင်ကိုသွားတာအင်းကြီးဆိုင်ကိုသွားတာမရှိလို့အဲ့ဒါနဲ့စမကလိုက်ကြီးဖုန်းဆက်လိုက်တော့သူကအလုတ်ထဲမှာတဲ့အမသွားခြင်းဘယ်ဟိုသွားဆိုပြီးတော့ညွှန်းလိုက်တာညီးဆိုင်ကနေဒီဘက်ကိုလေအဲ့ဒါတန်းလိုက်တာဒီဘက်ဆိုင်တန်းရောက်လာဟုတ်တယ်နီးတယ်နီးလေးပဲသူကလည်းမလေးကြည့်တော့နော်ဘယ်လိုလုပ်ရမလဲကြားတော့မလေးဟောရပြီရနေပြီဆိုတာဒီလိုလေးဩငါအမေရလဲလေတဲ့သူကအကုန်သိပြီးဒါကြတော့မတက်တော့ညာနော်ဘုရားဒီကနံပေးနေဒီမှာဖြူတဲ့ဖက်လေးတွေဒီလိုလေးလှန်လိုက်ဒီလိုလေးညီပြောပါအောင်ညီဟိုမဲ့ခန်းကြီးဒီဘက်ကြာပါပြောတော့ခန်းကြီးဒီဘက်ကဘာပြောလဲဟမ်ညီကောင်းမှခန်းကြီးဒီဘက်နှစ်ဖက်အဲ့ဒါဘာပြောလဲသူကကြိုက်လို့တက်တာတခါတလေလွတ်လပ်ပေါ့ပါလူငယ်ဆိုင်လေးပေါ့အမေရဲ့ဒီပုံကလူငယ်ဆိုင်ဖြစ်ချင်သေးတာအမလေးဖင်သေးအသက်ကပြင်ဖင်ဆောင်ကိုလည်းမလေးကိုတီမပြောချင်ဘူးမလေးဒါလည်းနော်အချင်းချင်းကတ်ပြီးတော့မှဝုန်းနေတာနော်ပြောချင်ကော်ဖီလေးပါလေးပေးပါဦးညီတို့မလဲကော်ဖီရဒီမှာလာလေတဲ့ဧည့်သည်ကိုတကယ်တော့အမှန်မူးလက်ကောက်ပဲရောက်တာအဲ့ဒါမှကော်ဖီရတိုက်တာကော်ဖီရတိုက်တာမဟုတ်ကော်ဖီရသမကလားလာနဲ့ကော်ဖီတန်းထော်တာအဲ့ဒီလူများလာမလားလို့ဆိုပြီးတော့အောင်းနေမှာဆိုလို့ကြိုပြီးတော့မှစောင့်တာအဲ့သမကလားဘာလို့တာလဲသူအမေကအကျမ်းမြင့်တော့သိတယ်လေCDM ဆိုတာတော့သိတယ် CDM နေထဲမှာဟိုဆက်ဒီဆက်ဟိုလူကူညီဒီလူကူညီဟိုအားကျဒီအားကျဟိုလူတင်းတုတ်ဒီလူတင်းတုတ်အတင်းနဲ့တုတ်တာလားဟိုလူတင်းတုတ်အတင်းကတော့ဟုတ်ပါတယ်အတင်းကတော့အတင်းမတုတ်တဲ့လူကတော့ဟိုကျောင်းလဲသူကတိလိုက်တာပဲဒီကျောင်းလဲသူကတိလိုက်တာပဲဟိုလူနဲ့လဲသူကခင်းလိုက်တာပဲဒီလူနဲ့လဲသူကခင်းလိုက်တာပဲအဲ့လိုမျိုးဒီနေ့ဆိုလာမယ်ဟိုဆက်ဒီဆက်ပေါ့ဆက်ဒီဆက်နဲ့လေဟိုတနေ့ကတုံနဲ့သမီးတင်လာတာလေဘာပြောတာတဲ့တိုက်ကြတယ်တဲ့ကိုစမကလားလေတိုက်တယ်တဲ့ဟုတ်လားဒါမဲ့တိလားကျမတို့စူရဲဘာလဲမလေးတုံတိုင်းပဲပေါ့ရှည်လို့တဲ့အေးမရှိနဲ့လေရှည်လို့တဲ့မဝင်ရှည်နဲ့တဲ့မထောက်နဲ့တဲ့ကဲရပြီဒီမှာမလို့ကောင်းလေလာတော့ဟိုလက်စဒါလေးကိုမိရဇွန်းလေးနဲ့ဒီထက်ကိုထက်ပြီးတော့ဒီမှာဘယ်နှခုယူမလဲရှင်အမလေးဟေးဒါနဲ့ကိုမုန်းနေတာအမလေးမုန်းမမြတ်တော့မုန်းလာလေတော့မသိဘူးထင်းရည်လေးလဲကိုရိုင်းကြိုးတာဗောလားကိုရိုင်းကြိုးအမလေးကျမတို့ကဘာနဲ့နေကိုရိုင်းလောက်မှတင်နေတာဒီယောက်ျားလည်းအားမလုပ်ခိုင်းဘူး
ညီးပဲလောက်တာပေါ့အဲ့လိုလားဘာလို့လို့ညီးကြည့်ပဲလောက်တာပေါ့ခိုင်းလဲလုံမမလောက်တာကိုကလည်းရှာရှည်မိတာတုံတုံကြီးမတက်ဘူးဆိုပြီးငြိမ်နေလိုက်ရင်ကောင်းတာသူမလို့ရင်တော့ငါလို့ရမှာပေါ့ဆိုတဲ့စိတ်နဲ့သိလားစေတနာတွေထားပြီးလုပ်လိုက်တာအခုကျတော့ကိုမကြီးကိုပဲဖြစ်နေတော့တာကိုရှိလဲကိုပဲကိုနောက်လဲကိုပဲအဲ့လိုဖြစ်နေတော့တာအဲ့တော့ဘူးလိုက်တာကာလမှာဒီလိုမှအလုံးမလို့လို့ရှိရင်ငတ်ဖွယ်ပဲလေတလုံးရဲ့ပုံစံလုံးတွေလောက်ရမယ်လောက်ရမယ်ဟာလဲဆိုတော့ကိုယ့်ကိုရက်တည်နိုင်ဖို့လိုတယ်ကိုယ့်ကိုရက်တည်နိုင်မှသူများအခုနိုင်ပါလေနော်မလေးนี่ไอ้เนี่ยဒီဇိုင်းကအရန်မိုက်နေနော်ဩဒီလိုပါပဲဒါမျိုးကအဲ့ဒီမှာထောင်ဝင်လေးနဲ့တူရနော်ကရင်ထောင်ဝင်လေးနဲ့နဲ့ကရင်ကောင်းတယ်လေဒါမျိုးကဒီပုံစံလေးနဲ့လေထောင်ဝင်လေးအေးဘာမှမသိပါဘူးဩလိပ်ပြာပုံလိပ်ပြာပုံဘာမှမသိတော့ပါဘူးအဲ့ဒါစင်ပေးလိုက်တာသူကလည်းကောင်မလေးတယောက်ပေါ့မတော်မနဲ့ကောင်မလေးတယောက်စင်ပေးလိုက်တာလာတယ်နော်လာတာတော့ကိုယ့်ကိုလာတာသိပါတယ်ခက်ပြီးရောင်နေလေဘာပြောလဲသူရေးနေရောပဲဦးနေသေးတယ်ဘူးလေညလာကောင်းနေတာစားတော့ဘူးကောင်းတယ်တော့ကောင်းတယ်မလေးကောင်းတယ်တခုံးပြောဖို့ရအောင်ဖိုင်ရအတင်းလေးခံနေသေးတာတော့ကောင်းလို့ပါလေကြီးကလည်းကောင်းတော့ငြိမ်နေရပါညရည်လေးရောတင်ကြည့်တယ်နော်နောင်ကြီးကြလားဗာလေကြောင်ကြီးကြလားဗာလေနောင်ကြီးလောက်ပါလေလဲဟိုကလေးတူလိုက်လို့ရှိရင်အဲ့ဒါဘာခေါ်လဲမသိဘူးနောင်ကြီးအဲ့လိုလေးတူထားတာသူကလေးကောင်းပါသားတလိုက်နေတယ်ဆိုစနေတယ်တော့ညာပေးဦးနော်တုံတို့မီဒီယာယုံကဖွဲ့တယ်လည်းပြောလိုက်အော်ဒါမှလို့ရတယ်ငါယုံကဖွဲ့တယ်ပြောလိုက်မယ်ဖွဲ့တယ်ပြောလိုက်လေငါတယောက်ပဲကြည့်တယ်အောင်ပြောလိုက်မယ်သိကြသူတို့လာသားလိုက်မယ်တားကိုအောင်မြင်တာပေါ့အော်ရင်ဝမ်းမလေးစစ်ဆက်ကောင်းလိုက်တာရှိစစ်ကပြောင်းသွားပြီမုံလက်စွပ်လေးရကိုလှပါတယ်မုံလက်စွပ်လေးဒါနဲ့ပြောစမ်းပါဦးမယ်ဒီဘုဘာလဲဦးမယ်မြန်မာပြည်မှာနော်မဲလိန်တဲ့ကိစ္စဟိုတလောကမဲလိန်လို့ဦးမယ်ဟိုကဘာလဲဘူးလက်လာဆိုရဟိုဖြစ်တယ်တော့အခုဟောမန္တလေးမြို့ပေါ်တွေမှာရောနယ်တွေမှာရောလူတယောက်သေးရဲ့နာမည်က6ခါတောင်ပါတယ်တဲ့တို့ရဲ့လူလူခေါင်းဆောင်ကြတော့မဲလိန်လို့ဆိုပြီးတော့မဲလိန်လို့သူတို့အာနာသိမ်းရပါတယ်ဆိုကလောကလဲနဲ့အကျော်တယ်လုပ်သေးတာနော်တကယ်တော့အကျော်တယ်ကညီနော်ဟုတ်ပါဘူးဒီအကျော်တယ်ပြောတာပါနော်အဲ့ဒါကိုကလောကလဲအကျော်တယ်လုပ်ပြီးတော့နော်ဟိုမထော်မနှဲနေရပြောသေးတာအခုကျတော့သူတို့မဲလိန်မဲကကြိုပြီးတော့ခိုးထားပြီမဲကြိုခိုးထားပြီကြိုလိန်ထားပြီကဲလေလူတယောက်ရှိတာလူကတယောက်ဒါအဲ့လူပဲ6ခါလောက်ပြန်ပါနေတယ်ပြီးတော့အဲ့တချို့အဲ့ပါတဲ့လူကလည်းဟုတ်တယ်ကြီးဒါပေမဲ့အဲ့ဒီနေရာမှာမရှိတော့ဘူးတခြားအဝေးကိုစစ်ဆောင်လို့ပါလို့ဖတ်ပြေးသွားတယ်သူတို့လူတွေပဲအမလေးအောင်ပါအဲ့ဒါနဲ့မှ तू ကမေးပါပေါ့နော်သူတို့ကကျမတို့ကြတော့မဲလိန်နေဆိုသူတို့အာနာသိမ့်လိုက်တယ်အခုသူတို့မဲလိန်နေဆိုတော့ကိုကပြန်အာနာသိမ့်ရမှာလားမေးကိုရီးယားဘလို့အာနာသွားသိမ်းလို့ရမလဲသူတို့ထဲမှာသူတို့ကသူတို့သိမ်းတဲ့လူပေါ်လာလိမ့်မယ်အမလေးစောင့်ကြည့်ပါမြန်နာသိမ်းစီတင်တော့တာပါပဲကောင်းတယ်အေးကောင်းတယ်တော့ကောင်းတယ်ကောင်းတော့ဘာမှမလုပ်နဲ့ငြိမ်းနေအဲ့လိုပဲလားကောင်းစားကြည့်အောင်ကောင်းတယ်ပြရညီရဲ့မုံလက်စွတ်လေးကလည်းကောင်းတယ်ဟာထင်းကြီးလေးကလည်းကောင်းတယ်စားလို့ကလည်းကောင်းကော်ဖီလေးနဲ့ကျေးဇူးတင်တယ်အလူပေါ့ဒီနေ့ဟလားဟောအေးစီးရမှာဆိုရင်လေတုံတော့လေချစ်လို့ကို
free ကျွေးလိုက်တာမလေးကျင်းတဲ့ကျင်းတဲ့ ဖြစ်နေတာ okay ကျင်းတဲ့ ကြီးဟာလည်းကိုလာပဲ ဒီပုံစံနေရတာပျော်နေတယ်ဒီကနော်ပြီးတယ်မလေးပြီးတယ်ဒီနော် ကောက်လေးလိတ်ချင်တာသူကမရှိသေးလို့နောက်မှ ဒီဘာဖြစ်နေဘာဖြစ်နေတိတ်ပြောရဲလို့လေတုံတုံလာဟုတ်လားကိုအိမ်မှာလို့မျိုးတော့ပြောလို့ပဲရမလဲကိုအိမ်မှာကိုယောက်ျားကိုပြောလို့ရှိရင်ကိုပေါ့မဖြစ်နေညာဖြစ်တယ်ပေါ့တုံတုံကလည်းတုံတုံကကြာလေးစားတမှုနဲ့အဲ့လိုလေးဒီမှာလေးစားတယ်လေးစားတမှုလေးစားတာပေါ့တုံတုံကလည်းနော်ဖြစ်ကိုရဲ့ဖြစ်တည်မှုမှာလူများကောင်းကျိုးအတွက်ဘုဘောပါဝင်ဆောင်ရတာဘယ်လောက်တောင်မှလေးစားစရာကောင်းတယ်မလေးကျေးဇူးတင်တယ်ကျမတို့ရဲ့ဘဝကလည်းလေသိလားကျမတို့ဘဝရဲ့တော်လန်ရေးတွေရှိသေးတယ်သိလားဟလားကျမတို့ဘဝရဲ့တော်လန်ရေးတွေကျမတို့ဘဝကနေကိုကိုကလေအခုလိုမိမရှာဖြစ်ချင်နေဖြစ်နေတယ်မလားကိုတည်းကနေကြက်ပြီးတော့မိမရှာဖြစ်နေရပေါ့နော်ဒီလိုမျိုးတွေဟိုဖွင့်ချလိုက်ချင်တယ်ပေါ့ဖွင့်ချလိုက်ချင်တဲ့အချိန်မှာအဲ့မှာတော်လန်ရေးရလားညီတို့တော်လန်ရေးအခုမှကျမတို့ကလေဟိုးငယ်ငယ်လေးကတော်လန်ရေးစားဟုတ်တော့ကိုမိသားစုထဲမှာကိုအဖေကဒီလိုမျိုးเนาะချော်ကောက်ဖြစ်နေတာကိုသိသွားရင်ကိုဖေရပဲကိုမလားเนาะကိုရဲ့အကိုလေးမောင်လေးရပဲကြိတ်မလားဆောင်းကံမလားအမလေးကြောက်ရတာမိဘတွေကပဲကိုဒီဘဝကြီးဒီလိုဖြစ်နေတာကိုရှက်ပြီးတော့လက်မခံတာလို့ဖြစ်မလားအဲ့အချိန်မှာတော်လန်ရေးဝင်ရတာအခုကြတော့အဲ့တော်လန်ဝင်အဲ့အချိန်ကလွတ်မြောက်သွားကြမိသားစုကလည်းဖြစ်တည်မှုကိုအတိမတ်ပြုတယ်ဟာလာကျင်ပယ်မထားဘူးလက်ခံပြီးတဲ့အတွက်မိသားစုကိုကျေးဇူးရမ်းတင်တယ်မိသားစုကအရန်နဲ့ကိုပဲနှွေးထွေးပြီးတဲ့ငါသားဘာမှမဖြစ်ဘူးငါသားချော်ကောက်ဆရာရှိတာချော်ကောက်ကိုမြောက်ပေးတာလေအိုးကိုကလည်း plan နေထားပြီးတော့ကိုလည်းကျန်းတာပဲမလေးဖျားပွဲတွေဆိုလို့ချင်းလေကျမတို့လက်ရတွေကြည့်ပဲဖျားပွဲကျမတို့လက်ရတွေကြည့်ပဲအဲ့ဒါနဲ့ပြောပြအောင်မယ်လက်ရှိဒီနေ့အညာမှာပြဿနာတွေတက်နေတယ်သိပြီလားအဲ့ဒါဒီနေ့မအားလို့ဘယ်ကလည်းအင်ဂျင်တိုင်းခွင့်ရတယ်အခုလည်းဒီမှာဒါနဲ့ဆိုမအားလို့မရှိရတယ်မန္တလေး PDF နဲ့ရွာသူရွာသားတွေနဲ့စတာလင်းကိစ္စစတာလင်းဖွင့်လို့ဆိုပြီးလာသိမ့်ပြီးတော့ပြဿနာတွေတက် line ပေါ်မှာတက်ပြီးတော့အိုးကြက်တွေကိုပြဿနာတွေတက်နေတာအဲ့ဒီလိုမျိုးဖြစ်စဉ်တွေတော်လန်ရေးတွေကပြဿနာတွေတက်ပြီးဆိုရင်မကောင်းတာဟုတ်တယ်ဘသူမှပြဿနာတွေတက်ပြီးရန်နေဖြစ်ကြတာတွေမမြင်ချင်ဘူးမတွေ့ချင်ဘူးမကြုံချင်ဘူးနောက်ဆုံးကြဘသူနဲ့နာတယ်တော်လန်ရေးပဲထိခိုက်တယ်တော်လန်ရေးကိုပဲမယုံတင်တာတွေဖြစ်ကုန်ကြတော့လေစိတ်ကိုမကောင်းဘူးအဲ့ဒါဒီနေ့လဲသတင်းတက်လာတော့ကြည့်လိုက်ကောဖြစ်စဉ်အားလုံးကိုတေချာသုံးသက်ကြည့်လိုက်တော့အဲ့ဒီအိမ်ကစတာလင်းဖွင့်တယ်ပေါ့နော်ဖွင့်တော့သူတက်ဆိုင်ရာဒေသနာအုပ်ချုပ်ရေးတွေကတော်လန်ရေးကာလမှာကြတော့စစ်ကြီးပဲတိုက်နေလို့မရနောက်က အုပ်ချုပ်ရေးကလည်းပါရသေးတယ်အုပ်ချုပ်ရေးမပါလို့ကလည်းမရပြန်ဘူးမရမတာပြက်မှာဆိုအုပ်ချုပ်ရေးနဲ့စီးရေးနဲ့တွဲပြီးသွားတာပေါ့လေဒါတော်လန်ရေးကာလအုပ်ချုပ်ရေးပေါ့ဘိုလိုမျိုးတော့မဟုတ်ဘူးပေါ့အဲ့တော့အုပ်ချုပ်ရေးကလည်းတွဲသွားနေမလို့မရမတာကြီးပြက်မှာဟုတ်အဲ့တော့သွားတဲ့အချိန်မှာစတာလင်းဆိုတာသူ့ရဲ့တက်ဆိုင်ရာနေရာတွေမှာလုံခြုံရေးတင်းကျပ်ရတယ်စတာလင်းကပြဿနာအကြီးကြီးရှိတယ်ရောက်မှုလေရောက်မှုလေရှင်းလန်းနေမှာဆိုအချင်းနဲ့ပဲပေးသုံးတာချင်းနဲ့ပေးသုံးရတာပြီးလို့ရှိရင်လေဟိုကလုံးလို့မရဘူးစတာလင်းကပြဿနာအနေအရန်ရှိတယ်အဲ့ဒါကြတော့တက်ဆိုင်ရာအဲ့မှလွဖွင့်လို့မရတက်ဆိုင်ရာတိုင်းတက်ဖွဲ့တွေနဲ့တေချာဒီစတာလင်းဖွင့်မယ်ဆိုရင်စီးပွားရေးသုံးပါလားမိသားစုသုံးပါလားမေးရသေးတာစီးပွားရေးသုံးမယ်ဆိုလည်းအချိန်နဲ့သုံးရတာအဲ့ကနေဒလန်တွေကအဲ့စတာလင်းလာသုံးပြီးတော့ location အတိအကျနဲ့သတင်းတွေပို့လိုက်ပြီးလေရင်လာကျဲတဲ့ပြဿနာတွေကခဏဖြစ်နေတာတတိုင်းပြည်လုံးမှာပြဿနာဖြစ်နေတာဖြစ်တဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတားထားပါလိမ့်မယ်တခုခုအမိန့်ထုတ်ထားပါလိမ့်မယ်အမိန့်ထုတ်ထားတဲ့ဟာကိုဒါတော့ပြောတာဒါပေမဲ့ပြောပုံပြောနီမှားနေတာသူကဟိုကလာတာဝန်ကြပြီးတော့လာပြီးတော့ဖန်ဆီးတဲ့ကလေးတွေကကြတော့လေအဲ့ဒီလိုမလုပ်ရဘူးလေသူတို့ကလည်းနည်းနည်းလေးသူတို့ကလည်းများတယ်ပြည်သူကလည်းများတယ်ပြည်သူကလည်းတကယ်စီကန့်ရှိတဲ့ပြည်သူဥပဒေကိုလိုက်နာတဲ့ပြည်သူဆို okay right အဲ့တော့ဘာလဲဆိုဒီဖြစ်စဉ်ကိုသုံးသက်ကြည့်လိုက်ရင်သက်ဆိုင်ရာကစာထုတ်ထားတယ်အမိန့်ထုတ်တာခေါ်ခိုင်းတယ်ဆိုလို့ဖြစ်တယ်အရင်ဆုံးစာနဲ့အရင်ဆုံးစာထုတ်ပြီးစာပို့လိုက်ပေါ့ဒီမှာရေးအတော်ရေးဘာကြီးဒီမှာတော့ရုံးကစာပို့ခိုင်းလိုက်လို့စာနဲ့အရင်အကြောင်းကြားလိုက်ကဲလာပါတွေ့ပါဒါဆိုရင်ဟဲ့ငါတို့ရော
ဖြစ်စဉ်ရတော့ဘာကြောင့်စတားလင်းကိုဟိုပေါ့ public ဟိုဒီပတ်စံအခကြေးကိုယူပြီးတော့ဖွင့်သုံးနေလို့ဝေပြီးလုံနေလို့ဒီမှာအထောက်ထားနေရှိလို့လာရှင်းမှာဆိုရင်လည်းတခုကောင်းတယ်အခုကဘာမှမကောက်ခငင်နဲ့စတားလင်းဖွင့်လို့လားဒီမဲ့တိုင်ထားတာတွေလည်းရှိတယ်ဆိုပြီးတော့ဇွတ်ဆွဲခေါ်လို့အဲ့လိုကြတယ်တော့လည်းမရပြန်ဘူးလေဟုတ်တယ်မလားအဲ့တော့ဖြစ်စဉ်ကိုကြည့်လိုက်လို့ချင်းတော့ပြည်သူရောဒီဘက်ကတစ်ဖက်အုပ်ချုပ်ရေးတိုက်အုပ်ချုပ်ရေးဘက်ကရောနှစ်ခုစလုံးကနည်းနည်းစီ over တွေဖြစ်နေကြတယ်ဆိုတော့နောက်ဆုံးပိတ်ကြည့်လိုက်တော့ဒါကြီးက line ပေါ်ကိုတက်သွားပြီအားလုံးကပြောစရာတွေဒီအချိန်မှာဟိုဘက်ကအမလေးကောင်းပြောချင်နေပြီပေါ့အဲ့ဒါမင်းတို့တွေတွေ့လားပြည်သူအဲ့မှာစကလုံးတွေကလည်းများတယ်အမလေးငါပြည်သူတွေကိုဘယ်လိုမျိုးနှိပ်စက်နေတာအနိုင်ကျင့်နေတာဆိုတဲ့စကလုံးတွေကလည်းများတယ်ဟိုကလေးတွေကလည်းအဲ့ဒီလိုပုံစံမျိုးမလုပ်အောင်ပြောတာဆိုတာတွေကလက်ညှိုးငေါင်းထိုးပြီးအဲ့လိုတွေမလုပ်အောင်ဒါကိုပြည်သူကိုတန်ဖိုးထားရမယ်ဒီသူကလည်းကိုရဲဘော်လေးစားရမယ်အပြန်လန်လေးစားမှုမရှိဘူးအပြန်လန်အဲ့ဒီလိုမျိုးတွေမထိန်ကြောင်းနိုင်ဘူးအပြန်လန်မတည့်မတ်နိုင်ဘူးဆိုတော့ဘာပြဿနာတွေကတော့ကြီးနေဦးမှာပဲအေးအဲ့တော့သူတို့ရဲ့ပြဿနာတွေကြီးလိုက်ပြီးဆိုရင်ထဲမှာမကောင်းအော်နောက်ဆုံးမကြအဖြေရပါလေဒီတော်လိုင်းရေးဝယ်လာဒီကြိုက်စိတ်ထဲမကောင်းမြန်ပြီးနေခြင်းနေပြီအေးတော်လိုင်းရေးကြံကြနေလို့လေဒီရင်ထဲခံစားချက်တွေကပို့ပြီးတော့မှဆိုးလာတာဘာလို့ဆိုအားလုံးကပွင့်မထွက်နိုင်ရတဲ့အခါကျတော့ဒီခံတာတွေမျိုးသိရတာတွေများလာတဲ့အခါမှာတယောက်နဲ့တယောက်ကအဲ့လိုတွေဖြစ်ကုန်တာ။ဩတယောက်နဲ့တယောက်က2ယောက်တွေ3ယောက်တွေဖြစ်ကုန်တာ။ဩအေး။အဲ့ဒါတော့လားတူတော့ဟုတ်တယ်။ကျန်တူနာလိုက်တာတုံရဲ့။နှခမ်းနီရလေအမေရိကန်ကမိတ်ဆွေတယောက်ကလက်ဆောင်ပေးတာ။အဲ့ဒါလေပြီးလို့ရှိရင်လေskin care တွေရော cosmetic တွေရော eye shadow တွေပါတော့အများကြီးပဲလက်ဆောင်ပေးတာ skin care တွေဆိုမလေးအဲ့ဒါဘာကြီးလေးလာနေရနော် skin care ဆို H2K ဟုတ်ပါဘူးပါ Y2K အော် SK2 မလေးမေ့သွားတော့ Y2K တွေပါလေကြောက်တာမေ့သွားလို့မလေးသုံးနေကြမတခါတည်းကြလဲမေ့တယ်လေသိမလားအဲ့လို Y2K တွေပါဖြစ်သွားအခါရှိလေးပါလေလက်ဆောင်ပေးတဲ့ညီရှိလားအခါရှိညီငါမုတ်စိတ်ကိုပြောချင်တာမလေးညီနော်မလေးဒီလိုလေးဆိုရပါတယ်ဒီလိုလေးပေါ့အဲ့ဒါကြာလေဟိုညင်းတိုးနဲ့တူတယ်သိတယ်မလားတုံတယုံကြတော့လေတချို့ရမွတ်ထွတ်ညောင်ပြင်လာဗျာအခုကတုံတော့ဒါကြီးရရှိနေတော့တာရှိလေးပါလေလက်ဆောင်ရလို့ရှိရင်လှုပ်လိုက်အောင်ဒီစကားပြောလေနှခုံးဘာလို့ထပ်ပြောလဲငါမသိလို့မေးကြလို့အဲ့နဲ့လှုပ်လိုက်အောင်ပြောတာပြောတာပြောကြည့်ညီလဲနော်အမွေနောက်နော်ညီလဲချွေးတွေထွက်နေပြီရက်ခက်ပြီနော်လာကျင်တာလေလာကျင်လို့သမင်းသားမိုင်းနှစ်ဖက်တွေပါလေခွဲစီးပြီးတော့မှမလေးနှစ်ဖက်တွေခွဲစီးပြီးတော့ fresh ဖြစ်ပါသေးတယ်လက်ဆန်းနေပါလေဒါလေးတွေပေါ့အဲ့ခန်းညီတွေကပဲတော့ချက်မှာတော့ပြောညီတွေကမဲ့သေးဘူးနောက်ရက်မှချက်မလေးဝင်းအင်းနေမပုတ်တော့ပုတ်ဘူးပြောလိုက်တာဟိုကကွယ်ဝုန်းတယ်နော်ဒီနေ့မှဝယ်လာတာပါခဲညီတွေကခန်းညီနှစ်ဖက်စားလို့တောက်လို့လဲစင်ပြေတယ်နော်ဟုတ်ပါဟေးဒီတခြားအသီးတွေမရှိဘူးလားရှိတယ်စုံရှိတယ်ဒိုးနဲ့တရောရှိတယ်ဘာသာတရောရှိတယ်စုံရှိတယ်အေးအဲ့ဒါဆိုညီငါဆိုင်လေးပါလေလိုက်ပို့ပါမယ်ငါလည်းဝယ်ချင်တာပေါ့နောက်ခုနောက်ဆိုင်မှာတင်ရောက်မယ်နောက်တစ်ပတ်ကြာရင်တင်းချင်ညာတော့မှညီအဲ့ဒါငါဘာညာလာပါလေလို့ဆိုင်မှာတုံတက်ဆိုလို့ရှိရင်စားတော့စီရလဲ free with sponsor လဲ free တုံကကြော်ပဲကြော်ညာပေးဦးမယ်တုံပေါ်မှာစင်လိုက်တာနဲ့လေဟဲအဲ့ဒါဘယ်ဆိုင်ရလဲဆိုပြီးတော့မေးတဲ့အခါမမေးတဲ့အခါဘယ်အချိန်မှဖြစ်တကယ်စက်တာပြောပေးပါတော့တုံရဲ့ဒါဆိုစပွန်ဆာရမှာပေါ့စပွန်ဆာအမလေးဂျင်းနက်တယ်တော့အဲ့လောက်ဂျင်းနက်တယ်မလေးစပါစပွန်ဆာပေးလိုက်ချင်သေးတာဒါပေမဲ့တုံကိုလိမ့်ထက်ချင်တယ်မပေးတော့မလေးကျမကျွမ်းစိတ်မှာတော့မလေးရှင်တို့မလိုပါဘူးမလေးရှင်တို့တော့ကျမတို့လိမ့်ပေးလာတာမလေးအောင်ဟောပါကဲဒီနေ့တော့ဒီလောက်ပဲသွားလိုက်ဦးမယ်စာသတင်းသွားရေးဦးမယ်လေညီရလဲသတင်းတူးလေးပါလေရှိတော်ဘူးလားသတင်းတူးခုနနေပြောတယ်လေအောင်ပွဲရှိတယ်အောင်ပွဲကအေးသိမ်းထားတာလက်ရည်ကန်ကိုသိမ်းထားတာလောလောလတ်အဲ့လက်ရည်ကန်ဆိုတော့တကယ်ကိုခရာကြတဲ့စစ်တပ်ကိုလက်ရည်ကန်ဆိုတာအေးရခိုင်လေအေးရသိမ်းထားတာဒီမကွေးနဲ့ဟိုဟာနဲ့အဆက်ကကျမယောက်ျားမကွေးတိုင်းနဲ့က
အဲ့လိုမျိုးတွေတိတ်နေတဲ့သတင်းမလွှင့်မဲနဲ့တိတ်နေတဲ့နေရာတွေအများကြီးရှိတယ်ရည်တည်ထားဖို့ကဒီတစ်ပတ်သတင်းကြားလို့ရှင်သတင်းထဲမှာပါမလာဘူးဆိုပြီးမထင်နဲ့မလေးကြိတ်နေတာတွေတကြိမ်ကြိမ်နဲ့တကြိမ်ကြိမ်နဲ့ချနေတာရှိတယ်နော်နားလေးတော့ဆွတ်ထားပြောပြနော်ကဲွားလိုက်ဦးကျေးဇူးတင်တယ်ဆိုင်မှာလည်းတစ်ချက်လောက်ဝင်ကြည့်သွားလိုက်အေးဒီအေးအိုင်နေဒီခါမှလာအောင်နော်ဟုတ်လာမီတော့အားချလိုက်တာလိုက်ရဲ့နိုင်သူကြီး